ရှာရှာပါပါပွဲတက်လှတဲ့ကြောက်စိမ်းရောင်လေးသုံးအုပ်လက်တီဟာချီသားအတိုင်အဖောက်အရေးသွေးရှယ်ကလေးနဲ့ခတ်ထားတဲ့ရိုးရစင်ပတ်တန်လေးဖြစ်တယ်ဒီအစင်လေးတွေကလေးမမတို့အရန်လဲလှတယ်ပြီးရိုးသွားတယ်ဆိုတာလေဒီနေ့အချိန်ထိကိုလုံးဝမရှိတော့ရိုးရအရန်ဆန်တော့အစင်လေးတွေဖြစ်ပါတယ်လက်တရားချီသားအရေးသွေးရှယ်ကလေးပါမြကြီးနားခက် quality ဒီ line လေးတွေကြိုက်တယ်ဆိုရင်တော့ဒီ video file လေးတွေကယူပါရှင်ကြောက်စိမ်းလေးပါနော်လုံးဝရှီထဲမှာကိုပဲလုံးဝရှားပါတော့အရာပရီမီယံပိုးထဲမှာလည်းပဲအမြဲတမ်းမထွက်တဲ့အယောင်မျိုးဒါလေးကတော့နံပါတ်15ပါအပေါ်ကသူကကဝံခတ်ထားတဲ့အယောင်ဖောက်ကလေးတွေကဝဲမယ်ပြီးဒီကဝံဆိုလို့ကျတယ်သူကအကဝံကိုအပြည့်ခတ်ထားတာเนาะအပြည့်အစိတ်ခတ်ထားတယ်အကျဲခတ်ထားတာမဟုတ်ဘူးပြီးဒီအထက်ထဲမှာပါထားတဲ့အပွင့်လေးတွေမှာပါအစသူကအစံလေးတွေပြန်ပြီးတော့ခွဲပေးထားတယ်လက်လဲဝင်တယ်ကျိုးလဲများတယ်ဂိုက်ရီကတော့3ဂိုက်နဲ့28လက်မခွဲရှိပြီးတော့အနံကတော့40ရှိပါတယ်ရှင်ကဝံအပြည့်ကလေးပါရိုးရစင်လေးကိုဇင်းတို့ချီကလေးတွေတဲကရကျင်နေဆိုရင်တော့ဒါလေးတွေပေါ့နော်ဒါလေးတွေအရန်လာတယ်ချုပ်ဝစ်လိုက်ရင်ပိုလာတယ်အယောင်လေးတွေဆိုလို့ရှိရင်လည်းလုံးဝကိုအကြိုက်များသောအယောင်လေးတွေဖြစ်ပါတယ်ရှင်ကြောက်စိမ့်လေးပါနော်ကြောက်စိမ့်စစ်ကလေးပါကြောက်စိမ့်ပေါ်မှာသူကအပြာရောင်ပေါ့နော်အပြာရောင်ကဝံအပြည့်ကလေးနဲ့လာထားပါတယ်အတွင်းထဲကကြတော့အစံလေးတွေကစအကုန်အပြည့်ခွဲထားတာလေးပါရှင်ဒါလေးကတော့ပထမဦးဆုံးအုပ်လေးပါနံပါတ်15ပါရှင်ခြိသားလေးဆိုလို့ရှိရင်လည်းဒီလိုဝင်းဤနေတဲ့ quality လေးပါရှင်ဒါလေးလည်းတစ်စုံရပါမယ်ဒါလေးလည်းတစ်စုံရပါမယ်နောက်တစ်စုံကတော့ဒီအယောင်လေးသူကဒီမှာကျတော့ရေညှိရောင်လေးနေနဲ့သူကကဝံပြန်ပြီးတော့ခတ်ပေးထားတာဒီအယောင်လေးလည်းလှတယ်ကာလာဖောက်ကလေးတွေကအစားတေးသေးချာချာကွဲကျင်တဲ့ကွဲပြီးရွေးကျင်တဲ့မမတွေကတော့ screen shot လေးကိုတေချာဆွဲပါနံပါတ်16ပါရှင်လက်ရပိုင်းကိုအရေးသွေးကိုခြိသားကိုမှတကယ်ကို perfect ဖြစ်လို့နဲ့အထည်မျိုးလေးတွေပါဒီလိုပစ္စည်းကောင်း quality ကောင်းလေးတွေကြတော့ရှားတယ်နော်ရှားပါတယ်ဒါလေးကတော့နံပါတ်16ပါရှင်ဂိုက်ရည်လည်းအရန်ကြီးပြီးတော့အရန်ကျယ်တဲ့အထည်လေးတွေပါရှင်နံပါတ်16ပါနံပါတ်16လေးပါရှင်သူ့ရဲ့ကဝံအယောင်ကကြတော့ဇင်တို့ရေညှိရောင်လေးနဲ့ခတ်ပေးထားတယ်ရေညှိကိုမှအတွင်းထဲကအဆန်လေးတွေပြန်ပြီးတော့ဒီလိုအပွင့်တေးသေးလေးတွေပေါ့နော်ဒီလိုရွှေငါးချက်ချေလေးတွေပေါ့အပွင့်တေးလေးတွေခတ်ထားပြီးအထဲထဲမှာအဆန်လေးတွေနဲ့ပြန်ပြီးတော့ခွဲပေးထားတယ်အစင်ပြစ်မြိုင်ထထလေးတွေပါဒါလေးလည်းတစ်စုံရပါမယ်နောက်တစ်စုံကတော့ဒီအယောင်လေးပါဒီကောင်လေးကကြတော့နံပါတ်ကဆက်ခေါ်ပါရှင်အပေါ်ကကြတော့သူကအညိုလေးပေါ့နော်အညိုလေးနဲ့ပြန်ပြီးတော့ကဝံခတ်ထားတယ်သူရဲ့အစင်ပုံစံလေးကတော့ဒီပုံစံမျိုးဖြစ်ပါတယ်နံပါတ်ကတော့ဆက်ခေါ်မှာအခန်းရောင်လေးတွေအကုန်တူပါပဲကြောက်စိမ့်ပါပေါ့နော်ဒီကောင်ကတစင်နဲ့တဦးတယ်တလက်ရလည်းထွက်တဲ့အတွက်ကြောင့်မလို့လက်ရပိုင်းကအစအသားနာပိုင်းခြီပိုင်းကအစအကုန် perfect ဖြစ်တဲ့အထည်လေးတွေပါပုံမှန်ရောင်းဈေးကတော့ဒီကအထည်လေးတွေစင်တို့3,900ထဲမှာ9,000ရောင်းပေးရတဲ့အထည်လေးတွေပေါ့နော်အခုဒီ profile လေးထဲမှာဒီ3အုပ်ကိုစဉ်အထူးဈေးလေးနဲ့ပေးမှာဖြစ်ပါတယ်3,600ကျပ်အတိလေးနဲ့ပဲယူပေးပါရှင်အစင်ကတော့ဒီလိုအပြည့်လေးပါ3,600မှာဒါလေးကတော့နောက်ဆုံးဈေးလေးဖြစ်တဲ့အတွက်ကြောင့်မို့ဈေးနှုန်းလေးတော့ထပ်ပြီးတော့ညှိပေးလို့တော့မရပါဘူးเนาะနှစ်သက်တာလေးရှိလို့ချင်း screenshot လေးသာရိုက်ပြီးတော့ message Viber နံပါတ်3992812344နဲ့ခုံကိုကို6686ကိုဒီဖုန်းနံပါတ်နှလုံးမတစ်ဆင့်လဲဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အစားဖုန်းတွေလုံးဝ Viber မသုံးပါဘူးเนาะ Royal Express ရောက်တဲ့မြို့တိုင်းအိမ်ရောက်ငွေရှိရပါတယ်ကျန်မြို့တွေကငွေလွှဲပြီးတော့24နာရီအတွင်းစင်တို့ကိတ်ချတယ်လီဒီအပ်ပေးပါတယ်ရှင်ကျေးဇူး